အားလုံးသိချင်နေကြတဲ့2025ခုနှစ်ကိုရီးယားအနုပညာရှင်စုပြီးပွဲကြီးမှာဗေမင်းသားတွေကအကယ်ဒမီတွေရသွားသလဲဘယ်သူတွေကစကားတင်စင်းဝင်ပြီးလွဲချော်ခဲ့သလဲဆိုတာဒီကနေ့မှာတင်ဆက်ပေးသွားပါမယ်ရှင်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးပါအောင်နော်မျက်နှာသစ်မင်းသားစုကိုတော့ The Terror Lady Okay ကမှနှစ်ကိုခွဲတရုပ်ဆောင်ခဲ့တဲ့မင်းသားချိုရောင်းဝူကရရှိသွားပါတယ်ဇက်ပုတ်မင်းသားစုကတော့လိမ္မော်သီးကားမှာအမြင်ပြင်းကက်အောင်တရုပ်ဆောင်ခဲ့တဲ့မင်းသားချွဲတဲ့ဟျွန်းကရရှိသွားပါတယ်။ဇလန်နဲ့ဇက်ဆောင်မင်းသားစုအတွက်လီဂျွန်ဟျွတ်ဟန်ဆွတ်ကျူပေါပိုကန်ပြောင်ဝူစောဂျူဂျီဟွန်တို့ကစကားတင်စင်းဝင်ခဲ့ကြပြီးတော့ The Trauma Code Hero Song Call မှာတရုပ်ဆောင်ခဲ့တဲ့မင်းသားဂျူဂျီဟွန်ကရရှိသွားပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးဇက်ဆောင်မင်းသားစုကတော့လီပြောင်ဟျွန်ဂျိုကြောင်စောဂျူဂျူဆန်ဟွန်ပင်လီဟာကျွန်းတို့ကစကားတင်စင်းဝင်ခဲ့ပါတယ်။ဖိုင်လောက်ကမှတရုပ်ဆောင်ခဲ့တဲ့မင်းသားဂျိုကြောင်စောကရရှိသွားပါတယ်။ကေဆယ်လီပရိသတ်ကြီးတို့မှန်းထားတဲ့မင်းသားတွေဖြစ်ရလားဆိုတော့ကွန်မန့်မှာရေးသွားပေးပါအောင်နော်။မင်းသမီးစုတွေအကြောင်းကို channel လေးမှာတင်ထားတဲ့အကြောင်းဝင်ရောက်ကြည့်ရှုအားပေးပါအောင်ရှင်။